မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ဒီနေ့မှာတော့ကျွန်တော်တို့တဲ့ပေါ့နော်တဲ့တိုးရမယ်ကဏ္ဍနှစ်ကွက်ပေါ့နော်ကျွန်တော်သုံးကတ်ဆိုင်လေးဖြစ်ပါတယ်ဗျာနော်ဒါကျွန်တော်နဲ့အတူတူတစ်ချက်လိုက်ကြည့်အောင်ပေါ့နော်ပထမဆုံးကျွန်တော်တို့ထွက်သွားတဲ့ကဏ္ဍကကျွန်တော်ရှင်9နှစ်ကနေပြီးတော့ကျွန်တော်စပြီးတော့ရှာပေးထားတယ်ပေါ့နော်ရှင်9နှစ်နော်ရှင်ကျွန်တော်ဒီအောက်က9ဒီအောက်ကကျွန်တော်တို့နံပါတ်1ပေါ့နော်ရှင်9နှစ်ရှင်9နှစ်ပြီးတော့ကျွန်တော်တို့ဘာထွက်လဲဆိုရင်865ဆိုပြီးတော့ထွက်ပါတယ်နော်8 6ကျွန်တော်တို့5ပေါ့နော်โอเคဒီလိုရပြီဆိုရင်ねကျွန်တော်တို့ကဒီမှာဒါတွက်ပုံတွက်နည်းပေါ့နော်တွက်ပုံတွက်နည်းကကျွန်တော်တို့ဒီမှာပထမဆုံးပေါ့နော်ပထမဆုံးကကျွန်တော်တို့ဘယ်လိုတွက်လဲဆိုရင်ဒီရှေ့ကဒီ3လုံးပေါ့နော်ဒီ3လုံးပေါင်းခြင်းနော်ရှေ့9နှစ်ဆိုတော့ဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းဆိုတော့ကျွန်တော်ဒီကောင်လေးကိုချဲပေးလိုက်ပေါ့နော်โอเคရှေ့9နှစ်နော်ဒီကောင်ရဲ့ကျွန်တော်တို့ဒီနက်ခတ်ကိုယူမယ်ပေါ့နော်ရှင်း9နှစ်ရဲ့နက်ခတ်ဆိုတော့ကျွန်တော်ရှင်း9နှစ်ဒီပေါင်းခြင်းနံပါတ်ဘယ်လောက်ဖြစ်လဲပေါင်းခြင်းနံပါတ်5ပေါ့နော်5နက်ခတ်ဒီကျွန်တော်ဒီမှာ3ထိပ်ပါတယ်နော်ဒီကောင်အပေါ်ဆုံးကဒါထိပ်စီပေါ့နော်ထိပ်စီရပြီဆိုတော့ကျွန်တော်တို့ဒီမှာအရင်ဆုံးကျွန်တော်အပိတ်ချစ်ပေါ့နော်အရင်ပြပေးမယ်အပိတ်ကကျွန်တော်ဒီနှလုံးပေါင်းခြင်းနော်ဒီမှာ65ဆိုပြီးတော့ပေါ့နော်65သူ့ရဲ့ပါဝါကိုကျွန်တော်တို့ယူပါတယ်เนาะ65ပေါင်းခြင်းဒီတစ်ပါဝါဒီကျွန်တော်တို့ဘယ်လောက်လဲနံပါတ်6เนาะဒီကောင်ဒီအပိတ်ပါတယ်ဒီလိုရပြီးသွားရင်ပေါ့เนาะကျွန်တော်တို့ဒီခါးတိုင်ကနှလုံးပေါ့เนาะကျွန်တော်တို့မှာ8ရယ်9ရယ်ဆိုပြီးတော့ပေါ့เนาะ85ပေါင်းခြင်းနံပါတ်ဒီ3နက်ခတ်ဒီ5ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်တို့3နက်ခတ်ဒီကျွန်တော်တို့5ဆိုပြီးတော့ပေါ့เนาะဒီမှာကျွန်တော်တို့ထိုးရမယ့်ကဏ္ဍဒီ336ရယ်356ရယ်နော်โอเคကျွန်တော်တို့ထိုးခွက်ဒီ336ပြီးရင်ကျွန်တော်တို့356နော်ဒီမှာဘာထွက်သွားလဲဆိုရင်ကျွန်တော်တို့356ဆိုတဲ့ကဏ္ဍဒီအောက်ကကဏ္ဍထွက်သွားတယ်နော်356ပြီးကျွန်တော်တို့ pass ဖြစ်တယ်ပေါ့နော်ဒီဒါကျွန်တော်တို့ပထမတစ်ကတ်ပေါ့နော်ဒုတိယတစ်ကတ်ကိုဆက်ပြီးတော့ကြည့်ပါမယ်နော်ဒုတိယတစ်ကတ်ကျတော့ကျွန်တော်တို့ဒီမှာ865နဲ့356ကိုကျွန်တော်တွေ့ရမယ်နော်သူကတဲ့ထွက်တာပေါ့နော်တဲ့ထွက်တာကျွန်တော်ဒါဆိုရင်865ကိုဒီမှာခြာရေးပေးမယ်နော်8ကျွန်တော်တို့ပြီးရင်နံပါတ်6နံပါတ်5ပေါ့နော်865ပြီးတော့ကျွန်တော်တို့356ဆိုတဲ့ကဏ္ဍနော်356ဆိုတဲ့ကဏ္ဍထွက်တယ်โอเคဒီလိုရပြီဆိုရင်ကျွန်တော်ဒီဘက်မှာမြင်လေးတာပေးမယ်နော်ကျွန်တော်တို့ဒါပေါ်ကအတိုင်းပါပဲဒီရှေ့3လုံးပေါင်းခြင်းပေါ့နော်ရှေ့3လုံးပေါင်းခြင်း8ရယ်6ရယ်5ရယ်နော်သူ့ရယ်ကျွန်တော်တို့ပါယူမလဲနက်ကဒါဒီကျွန်တော်တို့ထိပ်ပေါ့နော်ဒါဆိုရင်865ဒီပေါင်းခြင်းနံပါတ်9ဖြစ်တယ်နော်နံပါတ်9ဖြစ်တဲ့အတွက်9နက်ကဒီကျွန်တော်တို့ပါယူရမယ်နံပါတ်6ဆိုပြီးတော့ယူပေးရမယ်နော်ဒါပြီးရင်တော့ကျွန်တော်တို့အပိတ်လေးရင်သွားမယ်နော်အပိတ်ကတော့ဒီမှာကျွန်တော်တို့56ဆိုပြီးတော့တွေ့ရပေါ့နော်56ရဲ့ကျွန်တော်တို့ဘာယူမလဲပါဝါကိုယူပါမယ်နော်56ရဲ့ပါဝါ56ဒီပေါင်းခြင်းနံပါတ်1ပါဝါဒီနံပါတ်6ဆိုပြီးတော့ကျွန်တော်တို့ရတယ်နော်ခါးတိုင်ကကျွန်တော်တို့အပေါ်ကလို့ပဲဒီထိပ်ဆုံးကဏ္ဍနဲ့ဒီအောက်ကအပိတ်ကဏ္ဍနဲ့ပေါ့နော်86နော်ဒီနှလုံးပေါင်းခြင်းဒီပေါင်းခြင်း4ဖြစ်တဲ့အတွက်တဲ့ကျွန်တော်တို့4နက်ကတ်ဒီကျွန်တော်တို့2ပါတယ်ဒါဆိုကျွန်တော်ထိုးခွက်ဒီ646နော်646နော်ပြီးရင်626နော်626ဆိုပြီးတော့ထိုးရမယ်ပေါ့နော်ဒီမှာထွက်ကဏ္ဍကကျွန်တော်တို့356ပြီးတော့ဘာထွက်သွားလဲဆိုရင်646ထွက်ပါတယ်နော်640နဲ့6ကကျွန်တော်တို့ဒါထွက်ကဏ္ဍပေါ့ဗျာနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ646နဲ့တစ်ချက်တွက်ကြည့်အောင်ပေါ့နော်646နဲ့ဆိုရင်ကျွန်တော်ဒီမှာ356နော်3ကျွန်တော်ဒီမှာ5ဒီမှာကနံပါတ်6နော်ပြီးရင်ကျွန်တော်တို့646နော်โอเคဒီလိုထွက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာဘောကလိုပဲပေါ့နော်ကျွန်တော်တို့ပုံစံတူဒီရှေ့က3လုံးเนาะ356ကိုကျွန်တော်တို့တစ်ချက်ပေါင်းမယ်ပေါ့เนาะပြီးရင်ကျွန်တော်တို့သူ့ရဲ့ဘာယူမလဲနက်ကပ်ပေါ့เนาะဒါကကျွန်တော်တို့ထိပ်စီးဖြစ်မယ်เนาะ
3 5ဒီ8ကိုကျွန်တော်တို့6နဲ့ပေါင်းရင်ပေါင်းခြင်းနံပါတ်ဒီ4ရဲ့နက်ကတ်ဒီပါလဲနံပါတ်2နော်4နက်ကတ်2ပေါ့နော်ဒါပြီးရင်တော့ကျွန်တော်တို့အပိတ်ကိုဆက်ယူရမယ်နော်အပိတ်ကကျွန်တော်တို့ဒီမှာက46ဆိုပြီးတော့ရှိတယ်နော်46ရဲ့ကျွန်တော်တို့ဘာယူမလဲပါဝါကိုယူမယ်နော်46ဒီပေါင်းခြင်း3ပါဝါဒီ5ပါနော်โอเคဒီလိုရောက်သွားရင်ကျွန်တော်ဒီမှာခါတိုင်းပေါ့နော်ခါတိုင်းက3နဲ့6နဲ့ရှိတယ်ပေါ့နော်3 6ပေါင်းခြင်းနံပါတ်ဒီ9ဖြစ်တယ်နော်9နက်ခတ်ဒီကျွန်တော်တို့ပါလဲ6ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ထိုးရမယ့်ခဏက2 9 5နော်2 9 5နော်ပြီးရင်ကျွန်တော်2 6 5နော်2 6 5ဆိုဒီနှစ်ကွက်ပဲထိုးရမယ်ပေါ့နော်โอเคနောက်တစ်ခုကကျွန်တော်တို့ဒါရန်လို့ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကကျွန်တော်တို့ပါဝါနက်ခတ်ပဲဒါယူထားတာဖြစ်တဲ့အတွက်နော် sorry ကျွန်တော်ဓာတ်ရိုက်နက်ခတ်ပဲယူထားတာဖြစ်တဲ့အတွက်2 4 5ဆိုတဲ့ခဏမျိုးနော်9ပါဝါဒီကျွန်တော်4ဖြစ်တာပေါ့နော်2 4 5ဆိုတဲ့ခဏမျိုးကလည်းဒါရန်တင်တယ်ပေါ့နော်အရန်ပေါ့နော်အရန်ကကျွန်တော်တို့ဘာရှိမလဲဆိုရင်2 4 5ပေါ့နော်အဓိကထူရမှာတော့ကျွန်တော်2 9 5 2 6 5ပေါ့နော်ဒီမှာကတော့ကျွန်တော်တို့ဘာထွက်လာမလဲမပြောတတ်သေးဘူးပေါ့နော်โอเคပါဒါကကျွန်တော်အခုဒီဟောပေါ့နော်18ကျိတ်အတွက်ဒါ3ကတ်ဆိုင်လေးပေါ့နော်3ကတ်ဆိုင်လေးထိတ်လဲပိတ်ပဲပေါ့နော်ဓာတ်ရိုက်ထိုးရမယ်မူဖြစ်ပါတယ်နော်ထိတ်စီကတော့ကျွန်တော်ဒီလို3လုံးဖောင်းခြင်းရဲ့ဒီမှာနက်ခတ်ယူပြီးသွားတယ်နော်3ထိတ်ကိုမှကျွန်တော်တို့အပိတ်ကိုအရင်ရှာပြီးရဲ့6 5ပေါင်းခြင်းသူရဲ့ကျွန်တော်တို့ပါဝါ1ပါဝါ6ပေါ့နော်ဒီမှာကအပိတ်နော်ခါတိုင်းကတော့ဒီမှာ3 5ရှိတဲ့အတွက်sorry 5ရှိတဲ့အတွက်3နက်ခတ်ဒီ5ပေါ့နော်နက်ခတ်ဒီနဲ့ပဲပထမဆုံးနှစ်ပင်ကတော့ထွက်ပြီးသွားတယ်ဒီအောက်မှာလည်းအတူတူပဲနက်ခတ်ယူတယ်ကျွန်တော်တို့ဒီမှာပါဝါယူတယ်နော်ဒီမှာလည်းကျွန်တော်တို့နက်ခတ်ယူတယ်ပါဝါယူတယ်နော်โอเคပထမတစ်ပင်ကကျွန်တော်တို့ဒီမှာ3 5 6ဆိုတော့ဒီအောက်ကခဏလေးထွက်သွားတယ်နော်အပေါ်ပင်ကတော့ကျွန်တော်တို့အပေါ်ကဏ္ဍနော်6 4 6ဆိုပြီးတော့ထွက်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပင်မှာက2 9 5နော်2 9 5ရှိမယ်ကျွန်တော်2 6 5နော်နောက်ထပ်ကျွန်တော်အရင်လေးတစ်ခွက်က2 4 5ဆိုပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့9ပါဝါ4ပါကျွန်တော်ထည့်ပြီးတော့ယူပေးလိုက်လို့ပေါ့နော်โอเคပါငယ်ကျွန်တော်ကတော့ဒါကြိုင်နေတဲ့ကျွန်တော်လည်းကြိုက်တူတယ်ဆိုရင်တော့ကန်ဆယ်ကြည့်ပေါ့နော်အများကြီးတော့မကစားပါနဲ့ဗျနော် 3D ကတော့တိတ်ပြီးတော့မလွယ်ပါဘူး 2D ကတော့ကျွန်တော်တို့ 2D တောင်းနေလွယ်သေးတာပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေဗျ bye bye ပါ